ကျွန်တော်ဒီနေ့ပြပေးသွားမယ့်အကြောင်းကတော့ user account တွေကို command line နဲ့ create လုပ်တဲ့ပုံစံလေးကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့ user account create လုပ်တဲ့ command line လေးကိုကျွန်တော်မှတ်ထားအောင်ပေါ့နော် next page user space /add user name space password ဒါကတော့ကျွန်တော် user account ကို create လုပ်တဲ့ command line ဖြစ်ပါတယ် user account create လုပ်ပြီးရုံနဲ့ကျွန်တော်မရဘူးပေါ့နော် administrator member ကိုကျွန်တော်တို့ပေါင်းထည့်ပေးရပါမယ်အဲ့ဒီ command ကတော့ next page local group space administrator space /add ကျွန်တော်ဆောနာအသစ်ဖွင့်ခဲ့တဲ့ user name ကိုကျွန်တော်တို့ပေါင်းထည့်ပေးရမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့စပြီးတော့ create လုပ်ကြည့်အောင်ပေါ့နော်ပထမဆုံးကျွန်တော်တို့ create မလုပ်ခင်ပေါ့နော်ကျွန်တော်ဘာလုပ်လဲဆိုတော့ CMD ကိုကျွန်တော်တို့ administrator နဲ့ဖွင့်ပေးဖို့လိုအပ်ပါတယ် okay ကျွန်တော် step button လေးကိုနှိပ်မယ် CMD လို့ရိုက်မယ် run as administrator yes or no မေးလိုက်ရင်ကျွန်တော် yes okay ဒီမှာကျွန်တော်တို့ next page user ဆိုတဲ့ command လေးကိုရှင်းပြမယ်ဒီလိုမျိုးရိုက်လိုက်ခြင်းအပြင်ကျွန်တော်ဘာကိုတွေ့ရလဲဆိုတော့ next page user ဆိုတဲ့ command မှာကျွန်တော်တို့မှာ administrator ဆိုတဲ့ user account တစ်ခုရှိမယ် default account ရှိမယ် Genius Cloud ဆိုတာကတော့ကျွန်တော်လက်ရှိအသုံးပြုနေတဲ့ account ပေါ့နော်ဒီမှာပေါ့နော်ဒါကျွန်တော်လက်ရှိဝင်ပြီးတော့ကျွန်တော်သုံးနေတဲ့ account ပေါ့နော် Genius Cloud ဆိုတာရှိမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့အသစ်ဖွင့်မယ် next page user space /add ဆန္ဒတော့ကျွန်တော်ဒီမှာရှင်းပြခဲ့တဲ့ user name ဆိုတာရှိတယ်ပေါ့နော်ဒီ user name ဆိုတာရှိတယ်ပေါ့ဒီ user name ကဘာလုပ်တာလဲဆိုတော့ကျွန်တော်အသစ်ပေးခြင်းတဲ့ user name ပေါ့ကျွန်တော် Genius Cloud ကိုကျွန်တော်အတူကောက်ပေးလိုက်မယ် GC ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ် okay နောက်တစ်ခုက space ပြီးရင်ဒီမှာ password ကျွန်တော် password ပေးဖို့လိုရတယ်ပေါ့နော်တကယ်လို့ကိုက password မပေးချင်ဘူးဆိုလို့ရှိရင်လည်း password နေရာမှာဘာမှမရိုက်ပဲနဲ့အခုဒီအချိန်ဒီမှာပဲ enter ခေါက်လိုက်မယ်ဆိုရင်လည်းရတယ်ပေါ့နော် okay ကျွန်တော် password ပေးလိုက်မယ်1 2 3 okay the command complete successfully ဒါဆိုရင်ကျွန်တော်တို့ user account ရသွားပြီပေါ့ next page user နဲ့ကျွန်တော်ကြည့်ကြည့်အောင် okay GC ဆိုတဲ့ဟာလေးတစ်ခုကျွန်တော်တို့ရောက်လာခဲ့ပြီပေါ့နော် okay ဒါကဒီ command လေးတစ်ခုကျွန်တော်ပြပြမယ် lusr.mgr.msc ဆိုတာဒါကတော့ window home version တွေမှာတော့ဒီ command ကအလုံးမလုပ်ဘူးပေါ့နော်ဒါကတော့ professional version တွေမှာဒါအလုံးလုပ်ပါတယ်ဒီ command ကတော့ okay ကျွန်တော် user ထဲမှာဝင်ကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ GC ဆိုတဲ့ဟာစနာကျွန်တော်အသစ် create လုပ်လိုက်တဲ့ဟာလေးရောက်လာခဲ့ပြီပေါ့နော် okay ဒီမှာကျွန်တော် member of ထဲမှာကျွန်တော်ကြည့်ကြည့်အောင် user တစ်မျိုးပဲရှိတယ်ကျွန်တော်စနာကျွန်တော်ပြောပြခဲ့တဲ့ administrator level ကိုကျွန်တော်ပေါင်းထဲမှာဒါလင်းကျွန်တော်တို့ဒီ permission အရာကျွန်တော်ပြဝဒီကွန်ပျူတာကိုကျွန်တော်တို့အလုပ်လုပ်လို့ရမှာပါပေါ့နော်ဒီ operating system ပေါ်မှာအလုပ်လုပ်လို့ရမှာဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်ပေါင်းထည့်ကြည့်အောင် okay ကျွန်တော် minimize ခဏလုပ်မယ် next page local group space administrator space /add okay user name ဒီ user add user name ဆိုတဲ့နေရာလေးကျွန်တော်ရှင်းပြမယ်အဲ့ဒါကကျွန်တော်ဒီမှာအသစ်ဖွဲ့လိုက်တဲ့ GC ဆိုတဲ့ဟာလေးကိုကျွန်တော်ထည့်ပေးရမှာပါအကြီးအသေးတွေကအကုန်လုံး sensitive ရှိပါတယ်အဲ့အတွက်အကြီးအသေးတွေကိုကျွန်တော်မှန်အောင်ရေးပေးဖို့လိုအပ်ပါတယ်ပေါ့နော် okay ဒါဆိုရင် the command complete successfully ဆိုရင်ရပါပြီဒါဆိုရင်ကျွန်တော် sona minimize လုပ်ထားတဲ့ဟိုလေးပြန်ဖွင့်ကြည့်မယ် GC ဆိုတဲ့ဟာလေးကိုဖွင့်မယ် member of ကိုဖွင့်လိုက်မယ်ဆိုရင် administrator ဆိုတဲ့ဟာလေးကျွန်တော်တို့ level ပေါင်းထည့်ပြီးသားဖြစ်ပါပြီကျွန်တော်တို့ဒီ account ကိုစပြီးတော့အသုံးပြုလို့ရပါပြီပေါ့နော်ကျွန်တော် log off လုပ်ပြီးတော့ကြည့်လိုက်တာနဲ့ကျွန်တော်တို့ဒီ GC ဆိုတဲ့ state လေးကိုတွေ့ရပါမယ်နောက်နေ့တွေမှာလည်းကျွန်တော်ဘူဒူတာရစီမဲ့ဒီကွန်ပျူတာပေါ့နော် ID အကြောင်းကိုကျွန်တော်မျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော် page လေးကို like and follow လေးလုပ်ပြီးတော့အားပေးသွားကြပါအောင်နော်